စေသောဘဝများသမန်တိနေလိုက်မီသောအဖြစ်ပြတွေများစွာသာသနာပြုဖို့လူဘဝရောက်လာသောအမရောတပါရင်ပုံရင်တီသူလာရှိရင်သာသနာတော်မိလူလာလူထုတောင်းဖို့မြေလူနဲ့ပြမဝိစာစောကြီးကုံမဲရခနကရူဆောင်ကြီးပေါကဝရီမေတော်ကြီးကြီးသမီးတော်လေးဘဝမှာလူဝင်စားရခဲ့ပြီသာသနာပြုရန်ဒီသာသနာပြုရင်လူလာနလာဟီကြမှာအမတော်များနဲ့နေလာပြီတင်ဝင်းတီတီချီသာအမရောဖြစ်ပါသည်အလူရှင်ပါရမီရှင်မြတ်တာရှင်ဖြစ်သည်တန်နိုင်ပုံမြင်မဟုတ်တကယ်ဟုတ်ရှိခဲ့သည်မိုးကုန်းမြို့မှာဖွာမြင်ခဲ့သည်သူရချာချာတိတ်နမိန်များငိမ့်စင်ပြခဲ့ပါသည်ဝိစာကလေးကတာငါမစားပြီနှုတ်ကိုသာနှစ်ချိုင်ခေရိုသည်အတားအီဝင်းပါဆိုပြီးအစိမ်းရောင်ကိုသာဝစ်စင်မြဲဖြစ်သည်မြားစိမ်းရောင်မင်းသမီးလေးကိုခေါ်ဆိုကြပါသည်ဘဝပြောလာအမရောများနဲ့နေသာသနာပြုနေအမရောဖြစ်ပါသည်အမရောကိုချစ်ကြသူများအမရောကိုယူတည်သူများအမရောကိုအားကိုးကြသူများအမရောလူကိုချစ်တရားအမရောတီလာတရားမရလိုမြတ်တာတရားဆောင်ထိန်ပွားများကတူတူသာသနာပြုကြစို့လားသာသနာတူတူပြုကြစို့တူများမရ